ဒီနေ့ခေတ်ကြီးမှာနားနဲ့ကြာမှယုံဆိုတဲ့စကားခက်လွယ်လွယ်လေးပြောက်ကွယ်သားနိုင်ပြီဆိုရင်ယုံကြမလားအခုကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာကနားထောင်ရုံနဲ့တင်ကြောချမ်းစရာရှင်တုံစရာပြီးတော့စိတ်ထဲမှာတမျိုးကြီးဖြစ်လာအောင်ကိုလှုပ်ခတ်သွားစေနိုင်မယ့်အရာတစ်ခုပါအဲ့ဒါကတော့ deepfake ပါ deepfake ဆိုတာကြားဘူးလားကြားဘူးတဲ့ရင်ဒါကိုတိတိကျကျနားထောင်ပေးပါကိုရှေ့မှာမြင်နေတဲ့အရာကိုနာမှာတက်အကြားနေရတဲ့အတန်အမှန်တကယ်မဟုတ်ဘူးဆိုရင်အတူရောင်တွေကြီးပဲဆိုရင်ဘယ်လိုလုပ်မလဲဥပမာကိုချေရတဲ့သူတယောက်ကမပြောသင့်တဲ့စကားတွေကိုပြောနေတာကိုဗီဒီယိုထဲမှာတွေ့လိုက်ရတယ်ဒါမှမဟုတ်ကိုယ်တိုင်မလုပ်ခဲ့တဲ့အရာတွေကိုလုပ်ခဲ့တယ်ဆိုပြီးဗီဒီယိုအထောက်အထားတွေနဲ့ပြလာခဲ့ရင်ရောဘယ်လိုလုပ်မလဲအစစ်မှန်လို့ထင်ရတဲ့ပုံရိပ်တွေအတန်တွေကနေတစ်စက်ကိုဘဝတစ်ခုလုံးကိုဘယ်လိုဒုက္ခတွေပေးနိုင်မလဲဆိုတာတွေးကြည့်ဘူးလားဒီ deepfake ဆိုတဲ့နည်းပညာဆိုကြီးကလူတစ်ယောက်ရဲ့ဂုဏ်သိက္ခာအတန်မွေးဝမ်းကြောင်းစိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုအထိဘယ်လောက်တောင်ဖြစ်စီပြနိုင်လဲဆိုတာကိုဒီနေ့ My Visionary ကနေdeepfake ရဲ့ကဘာကို6လန့်ခဲ့တဲ့ဖြစ်ရပ်တွေနဲ့ရှင်တွဲပြီးပြောပြပေးသွားမှာမို့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်းလုပ်သွားပေးဖို့အတွက်တောင်းဆိုပါရစေအခုရက်ပိုင်း social media တွေပေါ်မှာလူတော်တော်များများကိုနဲ့တူတဲ့အတူရောင်ရုပ်ပုံတွေ AI နဲ့ဖန်တီးထားတဲ့ deepfake video တွေကတော်တော်လေးခက်စားလာတာကိုတွေ့ရပါတယ်ဗီဒီယိုအစမှာပြောခဲ့တဲ့ဗီဒီယိုတွေကဆိုရင်တကယ်လူနဲ့ 80% လောက်နီးပါးတူညီနေပါတယ်အမှတ်တမဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်လူစစ်ကပြောနေလို့ပါတယ်တကယ်တော့ deepfake ဆိုတာ deep learning နဲ့ fake ဆိုတဲ့စကားလုံးတစ်ခုကိုပေါင်းစပ်ထားတဲ့စကားလုံးကနေလာပါတယ်ရိုးရှင်းရှင်းပြောရရင် AI ရဲ့ deep learning နည်းပညာကိုအသုံးပြုပြီးတော့အမှန်တကယ်မဟုတ်တဲ့ရုပ်သံဗီဒီယိုတွေဓာတ်ပုံတွေနဲ့အတန်တွေထုတ်လုပ်တာကိုဆိုလိုရပါ AI ရဲ့ deep learning နည်းပညာဆိုတာကတော်တော်လေးကိုမိုက်ပြီးကြောက်စရာကောင်းတဲ့နည်းပညာတစ်ခုလည်းဖြစ်ပါတယ်ဒီအကြောင်းကိုသိချင်တယ်ဆိုလို့ရှိရင်တော့ comment မှာ deep learning လို့ရှိခဲ့ပေးပါဒီဗီဒီယိုမှာတော့ကျွန်တော် case တွေအကြောင်းကိုပဲဦးစားပေးတင်ဆက်ပေးပါမယ်ဒါဆိုရင် deepfake ဗီဒီယိုတွေအကြောင်းကိုဆက်ရှင်းပြဖို့အတွက် deepfake ဘယ်လိုအလုပ်လုပ်လဲဆိုတာကိုအရင်ရှင်းပြပါမယ် deepfake ဗီဒီယိုတွေဖန်တီးတဲ့အခါမှာအဓိကအားဖြင့် generative adversarial network GANs လို့ခေါ်တဲ့ AI နည်းပညာကိုအသုံးပြုပါတယ် GANs မှာ generator နဲ့ discriminator ဆိုပြီးတော့မှ AI နှစ်ခုပါဝင်ပါတယ်ဒီ AI နှစ်ခုကမတူညီတဲ့လှုပ်ဆောင်တဲ့တွေကိုလှုပ်ဆောင်ပါတယ် generator ကမူရင်းလူရဲ့မျက်နှာအမူအရာတွေကိုလေ့လာပြီးတော့မှအတူရောင်ပုံတွေဗီဒီယိုတွေကိုဖန်တီးပါတယ် discriminator ကတော့ generator ဖန်တီးထားတဲ့ပုံတွေဗီဒီယိုတွေကအစစ်လားအတူလားဆိုတာကိုခွဲခြားပေးပါတယ်ဒီ AI နှစ်ခုကတစ်ခုနဲ့တစ်ခုအပြိုင်ဆိုင်တင်ယူကြပါတယ်ဒီလိုနဲ့ generator ကအတူရောင်တွေကိုတဖြည်းဖြည်းအစစ်နဲ့တူအောင်ဖန်တီးလာသလို discriminator ကလည်းအစစ်နဲ့အတူကိုပိုပြီးခွဲခြားတတ်အောင်တင်ယူလာပါတယ်ဒီလိုနဲ့ပဲအတူနဲ့အစစ်ခွဲခြားလို့မရတဲ့ deepfake ဗီဒီယိုတွေပေါ်ပေါက်လာပါတယ်ဒီလိုမျိုးအတူရောင်တွေဖန်တီးထားတဲ့ deepfake မှာလည်းကောင်းကျိုးတွေအများကြီးပဲရှိပါတယ်ဥပမာရုပ်ရှင်မင်းသားမင်းသမီးတွေငယ်ဘဝပုံစံတွေကွယ်လွန်သွားကြပြီဖြစ်တဲ့တရုတ်ဆောင်တွေရဲ့ပုံရိပ်တွေကိုပြန်လည်ဖန်တီးတဲ့အခါမှာ deepfake နည်းပညာကိုအသုံးပြုလာကြပါတယ်ဒါအပြင် content creator တွေ social influencer တွေကလည်းသူတို့ရဲ့တင်ဆက်မှုတွေကို deepfake နဲ့ပုံမဆန်းတက်အောင်ဆွဲဆောင်လာကြပါတယ်ပညာရေးမှာဆိုလို့ရှိရင်လည်းသမိုင်းဝင်ပုဂ္ဂိုလ်ကြီးရဲ့ပုံရိပ်တွေကို deepfake လုပ်ပြီးတော့မှသူတို့ရဲ့ငယ်ဘဝအကြောင်းသင်ခန်းစာတွေကိုပို့ပြီးလက်တွေ့ကြကြတင်ပြနိုင်ပါတယ်စီးပွားရေးမှာဆိုလို့ရှိရင်လည်းကြောင်ညာတွေကိုမတူညီတဲ့ဘာသာမျိုးစုံအတန်ထွက်မျိုးစုံတွေကိုအလွယ်တကူဖန်တီးပြီးတော့မှပြစ်မှတ်ထားတဲ့ပရိသတ်တွေစီကိုရအောင်အလွယ်တကူလှုပ်ဆောင်နိုင်ပါတယ်။ဒါအပြင် deepfake ကိုသုံးပြီးတော့မှမျက်မှန်မြင်တွေအတွက်အတန်စာအုပ်တွေဖန်တီးပေးတာဆက်သွယ်ရေးအခက်အခဲရှိသူတွေအတွက်မျက်နှာအမူအရာနဲ့အတန်တွေကိုဖန်တီးပေးရမျိုးတွေလည်းလုပ်ပေးလို့ရပါတယ်။ဒါကြောင့်မလို့အခုနောက်ပိုင်းမှာ deepfake ကအရန်ခက်စားလာတာကိုတွေ့ရပါတယ်။ဒါပေမဲ့ဒီလိုဗီဒီယိုတွေကဒါ6လမ်းမှုတစ်ခုဖြစ်လာခဲ့ရင်ကျွန်တော်တို့တွေဘယ်လိုဖြေရှင်းကြမလဲ2024ဇန်နဝါရီလ29ရက်နေ့ဟောင်ကောင်မှာရှိတဲ့နည်းပညာကုမ္ပဏီတစ်ခုရဲ့သတင်းကြောင့်မလို့တစ်ကမ္ဘာလုံးတုံ့လောက်သွားခဲ့ရပါတယ်ပြည်တင်အခြေဆိုင်အင်ဂျင်နီယာနဲ့ဒီဇိုင်းလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ RF ကုမ္ပဏီပိုင်းငွေစင်းတွေကနေပြီးတော့မှ American Dollar 25.6 million ကို deepfake ဗီဒီယိုနဲ့လိမ်လည်သွားခဲ့ရပါဖြစ်စဉ်ကဟောင်ကောင်မှာဖြစ်ပါခဲ့ရဖြစ်ပြီးတော့မှ RF ကုမ္ပဏီရဲ့ဘဏ္ဍာရေးဌာနဝန်ထမ်းတအုပ်စီကိုလျှို့ဝှက်ငွေကြေးလွှဲပြောင်းမှုတစ်ခုလှုပ်ဆောင်ဖို့ email ပေးပို့ခဲ့ရတာနဲ့စခဲ့ရပါ email ထဲမှာသူက UK ရုံးချုပ်ရဲ့ CFO တအုပ်ဖြစ်ကြောင်းလည်းပါပါသေးတယ်အစာပိုင်းမှာတော့ဝန်ထမ်းကဒါဟာငွေကြေးလိမ်လည်မှုတစ်ခုပဲလို့တန်တရားရှိခဲ့ပေမဲ့ခဏအကြာမှာတော့ CFO နဲ့တခြားအကြီးအကဲတွေပါတယ်လို့ယူဆရတဲ့လျှို့ဝှက်မီတင်တစ်ခုကိုတက်ရောက်ခဲ့ရပါတယ်ဒီ
ဒီဗီဒီယိုခေါ်ဆိုမှုအတွင်းမှာတခြားအကြီးအကဲတွေအားလုံးကလည်းကုမ္ပဏီရဲ့ရန်ပုံငွေတွေကနေလျှို့ဝှက်ငွေကြေးလဲပြောင်းမှုလှုပ်ဆောင်ဖို့ညွှန်ကြားခဲ့ပြီးတော့မှဝန်ထမ်းကိုအယုံသွင်းခဲ့ပါတယ်။ဝန်ထမ်းကဟောင်ကောင်မှာရှိတဲ့ဘဏ်အကောင့်5ခုတွေကိုငွေကြေးလဲပြောင်းမှု15ကြိမ်တိတိပြုလုပ်ခဲ့ရပါတယ်။ဒီအချိန်ကစလို့ကုမ္ပဏီဘက်ကအမေရိကန်ဒေါ်လာ25.6 million လောက်ဆုံးရှုံးခဲ့ရပါတယ်။ဒီလိမ်လည်မှုဟာဝန်ထမ်းက UK ဌာနချုပ်ကိုအတီးပြုဖို့ဆက်သွယ်တဲ့အခါမှာပေါ်ပေါက်ခဲ့ရတာဖြစ်ပြီးတော့မှဒီအချိန်မှာတော့ငွေတွေကမတမာသူတွေလက်ထဲရောက်လို့သွားခဲ့ပါပြီ။ဟောင်ကောင်ရဲတပ်ဖွဲ့ကဒီဖြစ်စဉ်ကို January လ29ရက်နေ့မှာပဲစတင်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးအဆိုပါဗီဒီယိုကအကြိုတင်ရိုက်ကူးထားတဲ့ deepfake ဗီဒီယိုတစ်ခုသာဖြစ်ကြောင်းရဲတပ်ဖွဲ့ကAI tools နှစ်ခုအကြောင်းကိုလည်းတစ်ခါရေးပြောပြပေးပါမယ်
ပထမဆုံးတစ်ခုကတော့ Deepwell လို့ခေါ်တဲ့ website ပါဒီ website မှာတော့ကိုစစ်ဆေးခြင်းတဲ့ video ရဲ့ link ကိုယူလာပြီးတော့မှ deepfake video ဟုတ်မဟုတ်ဆိုတာကိုအမြန်ဆုံးစစ်ဆေးနိုင်ပါတယ်ဒုတိယတစ်ခုကတော့ TinEye လို့ခေါ်ပါတယ်TinEye မှာတော့ကိုရှာခြင်းတဲ့ video ကို screenshot ယူလာပြီးတော့မှရှာကြည့်လိုက်တာနဲ့သူနဲ့အနီးစပ်ဆုံး source တွေကထွက်လာမှာပါဒီအခါမှာကွာခြားချက်တွေကိုကြည့်ပြီးတော့မှ deepfake ဖြစ်ကြောင်းသိရှိနိုင်ပါတယ်အခုချိန်မှာတော့ deepfake video တွေကိုလူတွေအနေနဲ့ရော discriminator အနေနဲ့ပါစစ်ဆေးနိုင်သေးရဆိုပေမဲ့လည်း awareness နေတဲ့လူတွေအတွက်ကတော့ထိခိုက်မှုတွေရှိလာနိုင်ပါတယ်ဆိုတော့ဒါတရားဝင်ရလားမိတ်ဆွေတွေရဲ့အမြင်ကိုလည်း comment မှာရေးခဲ့ပေးပါအောင်အားလုံးကျေးဇူးတင်ပါတယ် My Visionary ကစစ်ဆေးပါ